ရှိကဆိုင်းစရာကကောင်းတော့မှာဘာကောင်းတော့ဆိုင်းစရာသွားတဲ့နောက်ကိုလိုက်ရမှာဆိုင်းစရာတဲ့ကြော်လို့မရဟုတ်တယ်လေဒါကြော်လို့ရမှာလေဆိုင်းဝိုင်းကာထားတာငါဘလို့ကြော်ပါဆိုင်းစရာကိုဘောင်မကြော်ပါနဲ့လို့ပြောတယ်ဖြစ်ပါကဲနောက်ကဘဲလေးဟုတ်လူရှင်တော်ဆိုတာဘာလို့ရမလဲစားပြီးရမှာလို့စားပြီးရမယ်တဲ့ပြောတဲ့အတိုင်းပါပဲဘသူပဲကြည်ကြည်စားပြီးအိတ်တဲ့ကောင်ကြီးပဲလွယ်လွယ်ရလွယ်လွယ်ယူခြင်းတဲ့လူတွေများလားအပြင်မသိမခံတော့ဘယ်လေးခဏတော့နဲ့ချလာခဏတော့နဲ့ယူနေအလုံးလုံးကြည့်ရဝါလေးခိုင်းတာဟဲ့ဟာအော်ရာတခါဒီမင်းနေဒီမှာပတ်ရံမျိုးရိုးပြအိုးပစ္စည်းရွှေနဲ့တော်စံတင်ကမြရင်ရင်ကျုံးတော်တွဲစီမှာဘေးထွေထွေကင်းစီဟုမင်္ဂလာအေးကြီးအေးရင်လဲ့တော်မူပါတဲ့ယခုလေမန္တလေးပြည်မြောင်ကအလူတကာအလူမနဲ့နှစ်ချက်ခွဲရွာကြီးဟာအပင်နှုတ်တော်တကုန်းနဲ့ရွှေဖုံးတော်တွန်းစီဟုမင်္ဂလာအေးရင်နဲ့စိုင်းတော်မင်္ဂလာပလက်ဖွင့်
ခွဲ ဒီအောင်ရောက်ပြီအချိန်မှစိုက်ရင်မကြက်ခွဲတေဝါလုံးတနေလုံးဘေးအထူးထူးပြရအောင်ဒီအောင်စိုက်ရင်အင်းရင်ကျတာနဲ့ကိုပြောပါရဲ့မှန်ပါ ဘိုးပဲလေရောက်တဲ့ချိန်မှာစားမကြက်ခွဲတေးပါတေးပါလို့ဆိုင်လာပါပောက်တဲ့ကြီးနေရဒီရအောင်တို့နဲ့ကြပါလေ ဒီအောင်လား ပရိသတ်ဒီတော့များလိမ့်မယ်လို့ထင်မှတ်ထားပါဦးဗျာ ဟုတ်ကဲ့ ညီညွတ်ကြီးမယိုတန်းတနေ့နဲ့တနေ့တရွာလုံးအားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ် မေတ္တာဒီပတ်စံပေးဝင်လို့မရဘူး ရဟုတ်တယ်ဗျ ဟုတ်ပြီနော် ဟုတ်တယ် ခမရကျုပ်ကိုချစ်စမ်းကြလို့ပြောလို့ရတယ် မရဘူးလေ မရဘူးဟုတ်ပြီနော် ဟုတ် ချစ်သူရည်သားတော်မှာဒီကောင်လေးကိုကျွန်မချစ်တယ်ဒီကောင်မလေးကိုကျွန်တော်ချစ်လို့ရည်သားတကားသွားပြောရင်လက်ခံမှာမလား
လက်ခံတဲ့သူလည်းရှိမှာပေါ့ဟုတ်ပြီနော်လက်ခံမမယ်လို့ဘိုင်းဒီတွက်လို့မရအဲ့ဒါမေတ္တာဟုတ်ပြီနော်လူတဦးနဲ့တဦးမေတ္တာရှိမှဟုတ်ပြီနော်မေတ္တာဒီပတ်စံပြီးဝေလို့မရပါဘူးမေတ္တာဒီလုံးလို့မရပါလုံးယူလို့မရပါဟုတ်ပြီနော်အဲ့တော့တနည်းပြောရင်တော့ကျွန်တော်တို့နှစ်ချက်ခွဲညီညီအောင်ကြီးတရွာလုံးချစ်ကြတာကျွန်တော်လုံးယူထားတာမဟုတ်ပါဘူးဟုတ်ပြီနော်မြစ်တာပါညီညီအောင်ကြီးလည်းနှစ်ချက်ခွဲရောက်တဲ့အချိန်မြစ်တာနဲ့အလုံးလုံးချင်းကြောင့်တရွာလုံးကမြစ်တာနဲ့ကျွန်တော်ကိုချစ်ကြဟုတ်ပြီနော်ကဲဒါလေးပဲကျွန်တော်ပြောပြရစီအဲ့တော့ရှေ့မှာဝင်သွားတာတွေကကျွန်တော်အကိုတွေကျွန်တော်ညီတွေပါအားလုံးကကျွန်တော်ထက်အများကြီးတာပါပြီးသားပါတကယ်တာပါလေနော်ညီညီအောင်ဆိုတာဘာကောင်မှမဟုတ်ပါဘူးကျွန်တော်ဒီဘယ်ရွာပဲရောက်မြစ်တာနဲ့လှုပ်ချင်းကြောင့်ပရိသတ်များကချစ်ချင်းဖြစ်ပါစေတနာထောင်းနေနော်ကိုပဲနေဒီဝိုင်းအခုကျွန်တော်တီးလိုက်တဲ့တခြင်းဒီရွှေဖုံးတော်တဲ့အောက်ကပရိသတ်ကတော့ညီညောင်ကြီးကိုပြောပါလိမ့်မယ်ညီညောင်ရအမေဒီတခြင်းကတော့တို့ရွာဘိသိက်တွေဆိုတဲ့တခြင်းကြီးပါကိုကလို့ပြောပါလိမ့်မယ်ဟုတ်ပြီနော်ညီညောင်ဒီနေရာမှာဒီတခြင်းဘာလို့တီးရတော့လို့မင်းရင်အတိတ်နမိတ်ကောင်းလို့ပါဟုတ်ပြီဗျာကမငိမ့်မသာသမတချင်းရဲ့နာမည်ကရွှေဖုံးတော်တို့တယ်ကဲဒုပရိသတ်နားလည်အောင်ပဲကျွန်တော်တီးပြမယ်ဘိသိက်တွေရှေ့မှာဒီတချင်းဆိုရင်ကျွန်တော်တို့မြမဆိုင်ကရင်ကြီးအောင်တီးပြရဟုတ်ပြီဘာလို့လဲလို့မင်းရဲ့ဘိသိက်ခန်းဆိုတော့ကျွန်တော်တို့ရိုင်းအောင်တီးလို့မရဘူးဟုတ်ပြီနော်ဘိသိက်တွေကရှေ့ကနေဒီတချင်းရွှေဖုံးတော်တို့လို့ဆိုလိုက်တာနဲ့ကျွန်တော်တို့ဆိုင်ကဘယ်လိုတီးရလဲရင်ကြီးအောင်ဘယ်လိုတီးရလဲဟုတ်ပါရှိကဗိသိက်တွေဆိုရင်ကျွန်တော်တို့ဆိုင်ကဗိသိက်ခန်းဆိုတော့ရင်ကြီးအောင်ဒီအတန်အတွက်တီးရဟုတ်ပြီနော်အဲ့တော့ညီညီအောင်မင်းဒီနေရာမှာဒီအတန်အတွက်တီးရလားလို့မင်းရင်တီးမရတော့ဟုတ်ပြီနော်ဘာလို့တီးမရတော့လို့မင်းရင်အခုကဆိုင်တီးမယ်ဆိုရင်ပြိတ္တတောင်းမှန်ပြီးတော့တီးရတဲ့ခက်မလို့ပါဒီခက်ပါဟုတ်ပြီနော်အဲ့တော့ညီညီအောင်ဒီနေရာမှာမင်းရွှေဖုံးတော်တို့ကိုဘယ်လိုတီးသွားတာလဲလို့မင်းရင်ကျွန်တော်ဥကြည့်ဂီတမှုမန္တလေးနေရာကဘလာလို့ဒီလိုထွန်းတာလဲအဲ့တော့ပထမပိုင်းတီးကြည့်မယ်နော်ဥစားမရှုပ်တယ်လားမရှုပ်ပါဘူးမရှုပ်ဘူးနော်ဒီတချင်းကိုပဲဒီအတန်အတွက်ကိုပဲမရွတ်အောင်တနည်းပြန်ပြီးတော့ဖန်တီးထားတာကျွန်တော်ဦးကြီးမန္တလေးနေရမှာဟုတ်ပြီနော်ဆရာသမားတွေပြီးတဲ့ပညာနဲ့ညီညောင်ဒီအလုပ်ကျွန်တော်လှုပ်ရှားခြင်းဖြစ်ပါပတ်စံရခြောင်လို့လှုပ်ရှားခြင်းမဟုတ်ပါဘူးဒါလေးကျွန်တော်ပြိတ္တသိအောင်ကိုပြောပြခြင်းဖြစ်ပါဟုတ်ပြီနော်ရွှေဖုံးတော်တို့တဲ့တို့နှစ်ချက်ခွဲတရွာလုံးထင်မကပါဘူးတနိုင်ငံလုံးအားလုံးရွှေဖုံးတော်တိုးတကယ်လို့ကြီးပွားချမ်းသာကြပါစေလို့ညီညာကဒီတချင်းလေးနဲ့အတိတ်နမိတ်ကောင်းရင်ကျွန်တော်တီးခြင်းဖြစ်ပါလေဟုတ်ပြီနော်ကျွန်တော်တို့မြန်မာလူမျိုးဆိုတာကောင်းတာပြောမှာကောင်းတာဖြစ်ကောင်းတာဆိုမှကောင်းတာဖြစ်မှာပါဟုတ်ပြီနော်နှစ်ချက်ခွဲကြီးကောင်းတာပြောမှကောင်းတာဖြစ်မှာမလို့ရောက်တဲ့အချိန်လေးရွှေဖုံးတော်တိုးဆိုတဲ့တချင်းလေးနဲ့အတိတ်နမိတ်ကောင်းအောင်ကျွန်တော်တီးခြင်းဖြစ်ပါဟုတ်ပြီနော်မကြီးနောက်ဆုံးပိုင်းလေးမှာဆိုသမ်းပါတပည့်ရောင်ရီလောင်းစုလေမန္တလေးရောင်ရီလောင်းစုလေနောင်မင်္ဂလာလောင်းရပါစို့ဒီတစ်ချက်တမျိုးနဲ့တီးမှလားလို့မေးမဟုတ်ပါဘူးကျွန်တော်ဒီနေ့ည3မျိုး3သားကျွန်တော်ခွဲတီးပြပါမယ်ဟုတ်ပြီနောက်ကကိုပဲလေးကျွန်တော်နှင်းဆရာကြီးခဏခေါ်လိုက်စမ်းလေနှင်းဆရာနောက်ကနှင်းမုံစားတဲ့တတ္တဝါဘယ်လိုတတ်ကြပါလဲဘုရားရှင်ဟောတာလူနဲ့ကြမင်းတို့လည်းဒီပွဲပတ်စံယူထားတာပဲငါတယောက်တည်းယူတာမဟုတ်ဘူးအတာနဲ့ကလောက်အလူအကျွေးငါကြီးကြတာလူခန္ဓာကိုလွတ်ကိုမလွတ်ဘူးနောက်ကနှင်းဆရာရောက်ပြီလားရောက်ပါပြီကဲအင်းမင်းဆိုခင်ဗျာ
မြန်လိုက်လား မြန်မာလေး မှုတ်နိုင်လားကွာ မှုတ်နိုင်တယ် တေးကြလား သိကြတယ် မှုတ်နိုင်လား မှုတ်နိုင်တယ် မှုတ်နိုင်မှမှုတ်နိုင်တယ်ပြောတော့တ မှု က တ် ယ် နို နိုင် င် တယ်မှုတ်နိုင်တယ်တကယ်မှုတ်နိုင်တယ် တကယ်ကိုတားကြီးကိုမုန်းနိုင်နေရလား မှုတ်နိုင်တယ်မှုတ် အဲ့ဒါဆိုနောက်ပြကြငါနဲ့ဟိုနာလိုက်ကြကြပါအဲ့ဒီကိုဖုန်းနေတင်းနေတာ မစားသမ်းပါနဲ့ကွာကဲနေစရာအင်းမစိုးကဲတခုလောက်မေးပြရစီဝေးတစ်ဝေးပတ်စံဘယ်လောက်ယူတော့ ငါသေး 5သိန်းယူပါလေ အကျွေးကြည့်ပြီလား အရင်တော့ကတော့ကျွန်တော်မင်းများနဲ့ဆိုင်တစ်ဆိုင်ဆိုနဲ့3လက်4လက်လောက်ပါအခုခေတ်တစ်လက်ခေါ်ရဖို့ကိုတော်တော်ခက်ခဲသွားဒါပေမဲ့နဲ့ထင်လားလို့မေးရင်မဟုတ်ပါဘူးဒီဘက်အကုန်လုံးခက်ခဲသွားဟုတ်တယ်နော်အကုန်ခက်ခဲသွားပြီညီညာတို့ရင်တော့ဆိုတနေရာဆိုလူ3ယောက်လောက်ပါအခု1ယောက်စီဖြစ်သွားပြီအပူမပါတော့ကဲနေစရာအင်းမစိုးတပွဲဆိုယူထားတာပတ်စံ5သိန်းဖြစ်ပါသမင်းနေလည်းအလွန်ရင်ကစားပြီးပြီနော် ဟိုစားပြီးပါပြီ စားပြီးအနောက်ဖိန်သွားပြီးနေမွေးဝဲကျန်တော့တယ်လေကြိုင်လက်တွေခေါ်တော့မတိုင်း တကယ်နဲ့ဆရာတယောက်တည်းပါကျိုးလေကျိုးစားပါလေအဲ့တော့ပြောချင်တာကဘာလဲလို့မင်းရင်အလူအိမ်ကပတ်စံနေလဲယူထားပါပြီသမင်းနေလဲကျွန်တော်တို့စိုက်ဖွယ်စားပြီးပါပြီအဲ့တော့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့တဖန်ကျေးဇူးဆက်ခွင့်ရတဲ့အချိန်လေးကျွန်တော်တို့တက်တဲ့ဟောဒီအမှုပညာနဲ့ကျေးဇူးဆက်ချင်တာလေးပါဟုတ်ပြီနော်ဟုတ်တယ်မင်းဆရာအမေစိုးပတ်တလုံးနဲ့တစ်ပေါက်နဲ့ထက်ပတ်တယ်လေးမှုတ်နိုင်မှာမလား မှုတ်နိုင်ပါလေ သိကြတယ်နော်ဒီကောင်ကမှုတ်ကြည့်ရ တော်လိုက်တယ်နဲ့ ဒီညာ AECC တာနားထောင်ဟုတ်ပြီနော်အဲ့တော့ခေတ္တချင်းဘာလို့ဆိုရတော့လို့မေးရင်လေကျွန်တော်ရွာတတိယတော့အကြိုက်ကျွန်တော်သိတာဗောညီညောင်ကြီးဆိုင်းစထောင်တဲ့နေ့ပွဲ6ပွဲဒုတိယနေ့ကျွန်တော်9ပွဲကျွန်တော်မှတ်မိပါတယ်အဲ့တော့ဘာလို့ဒီလိုလိုက်ရတော့လို့မေးရင်တစ်ချက်ခွဲရွာရဲ့အကြိုက်ကိုကျွန်တော်ကလုပ်ပြီးလို့ ဟုတ်တယ် ဟုတ်ပြီနော်ဘယ်ရွာပဲရောက်ဒီရွာရောက်ရင်ဒီရွာနဲ့တဟတာတာတက်အောင်ပဲကျွန်တော်လုပ်လို့ပါတယ် ဟုတ်တယ် ငါကောင်းပြီးရောငါတော်ပြီးရောဆိုပြီးကျွန်တော်ချပြတဲ့ထဲမှာကျွန်တော်မပါဘူး ဟုတ်တယ် ဟုတ်ပြီနော် ဟုတ် ကဲတော့ကမဲလေး ညာ ဒါကကျွန်တော်တို့ရွှေဖုံးတော်တို့ကိုညီညောင်မယွတ်အောင်နဲ့တက်ပတ်တယ်လေးစိုင်းဝါဒနာရှင်များတို့ကျွန်တော်ကြောရင်ပြီးပြဟုတ်ပြီနော်ဒါစိုင်းဖြစ်ပြီလားလို့မေးကျွန်တော်မိသားစုများမဖြစ်သေးဘူးဟုတ်ပြီနော်စိုင်းဆိုတာဒီဘက်ကကြီးမောင်းနဲ့ပမတိလင်းခွင်းဒီစီရိုတီနောက်ကဝါကမအစတသွေးတတန်တမိတ်ညီတာကိုစိုင်းဟုတ်ပြီနော်ကျွန်တော်တယောက်တည်းကောင်းလို့လဲစိုင်းမကောင်းပါဘူးတစ်ခွဲလုံးတညီတညာတီးလို့ထွက်လာတဲ့အတန်တွေအဲ့ဒါစိုင်းဟုတ်ပြီနော်ဒီအပိုက်စိုင်းလို့ကျွန်တော်ဦးကြီးမန္တလေးနေရင်ဒီလိုဖန်တီးတယ်ဟုတ်အဲ့တော့ဒီစိုင်းမနော်ယူမြောင်းတော်ရမြေမခေါ်တောင်းထိပေါ်မှာဖြစ်ကြကြလာနောက်ကကိုချစ်ကိုရဘသူကခေါ်လို့ထလာတာကိုမဲလေးကခေါ်လို့ထလာ